ထိုင်းနိုင်ငံမှာနိုင်ငံခြားသားအလုပ်သမားဘယ်လောက်ရှိလဲဘယ်နိုင်ငံကအများဆုံးလဲထိုင်းနိုင်ငံဟာတခြားသောနိုင်ငံတွေနဲ့ဆလို့ရှိရင်နိုင်ငံခြားသားအလုပ်သမားအများကြီးခေါ်ယူတဲ့နိုင်ငံဖြစ်ပါတယ်နိုင်ငံတွင်းမှာရှိတဲ့ထိုင်းနိုင်ငံသားတွေဟာအပြင်းကြီးတာက၎င်းအလုပ်ကျန်းတွေကိုမလုပ်နိုင်တာကတကြောင်နဲ့နိုင်ငံခြားသားအလုပ်သမားတွေကိုအများကြီးမိခိုးရပါတယ်ပုံမှန်အားဖြင့်တော့ထိုင်းနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားတဲ့နိုင်ငံခြားသားအလုပ်သမားအရေအတွက်ဟာတန်းနဲ့ချီပြီးရှိတတ်ပါတယ်တရားမဝင်လုပ်နေတဲ့နိုင်ငံခြားသားအလုပ်သမားအရေအတွက်ကလည်းပဲတိတိကျကျပြောဖို့ခက်တယ်လို့ဒါဟာလည်းပဲတန်းကနန်းမှာရှိတယ်လို့ခန့်မှန်းထားကြပါတယ်လွန်ခဲ့တဲ့နှစ်တွေကအချက်လက်တွေရောက်ဆိုရင်တော့ထိုင်းနိုင်ငံမှာအလုပ်လုပ်နေတဲ့နိုင်ငံခြားသားအလုပ်သမားတွေထဲမှာအများဆုံးအနေနဲ့မြန်မာနိုင်ငံဟာနံပါတ်1ကဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကအလုပ်သမားတွေဟာအများဆုံးအုပ်စုမှာပါဝင်ပါတယ်။သူတို့ဟာစောက်လုပ်ရေး၊စိုက်ပျိုးရေး၊ငါးဖမ်းလုပ်ငန်းနဲ့အိမ်မော်လုပ်ငန်းစားတဲ့ကဏ္ဍအမျိုးမျိုးမှာလုပ်ကိုင်နေကြပါတယ်။ဒုတိယမြောက်အများဆုံးကတော့ကမ္ဘောဒီးယားပါ။ကမ္ဘောဒီးယားအလုပ်သမားတွေဟာလည်းထိုင်းနိုင်ငံမှာအများအပြားအလုပ်လုပ်ကိုင်နေကြပြီးအထူးသဖြင့်စိုက်ရုံလုပ်ငန်းနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာတွေ့ရပါတယ်။လက်တရားမြောက်အနေနဲ့ကတော့လာအိုနိုင်ငံဖြစ်ပြီးလာအိုနိုင်ငံကအလုပ်သမားတွေဟာလည်းပဲထိုင်းနိုင်ငံမှာလုပ်ကိုင်နေတဲ့အဓိကနိုင်ငံခြားသားအလုပ်သမားအုပ်စုဖြစ်ပါတယ်။အခုနောက်ပိုင်းမှာထိုင်းနိုင်ငံမှာတရုတ်နိုင်ငံသားတွေလည်းအများအပြားတူးပွားလာနေပြီးတခြားသောနိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ဗီယက်နမ်၊ဖိလစ်ပိုင်၊အိန္ဒိယအလုပ်သမားတွေကိုလည်းတွေ့ရတတ်ပါတယ်။